ရပါရဲ့မေမေကြီးအော်ဘာများလဲလို့ဒါကကြတော့ရှမ်းခေါ်ပုတ်လေ မေမေ ဟုတ်တယ်ရှမ်းခေါ်ပုတ်အညိုသူကအဖြူလည်းရှိရဒါကကြတော့အညိုဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးမဲနေဒါပေမဲ့ကြော်စားရင်အရင်ကောင်းတာနော်တုံတုံစားဘူးလို့လား ပြာဘူး စားကြည့်မလား စားကြည့် မမကြော်ကျွေးမယ်နော်ပြီးသွားရင်သူ့ပေါ်ကပါတယ်နှမ်းတောင်းလေးကိုဖြူလိုက်ပြီးဆိုအိုးရှယ်ပဲအရင်စားကောင်းတာကြော်ကျွေးမယ်ခဏစားနော်အော်မသမီးလေးကစားကြိုးစားနေပါလားတော်တော်ကြီးကြီးကျင်နေပြီလားဘယ်လိုမျိုးရတာရှိမယ်ထင်တော့ချိုးမယ်ထင်လားချင်းမယ်ထင်လားအေးတာနေပြီဟိုဂျယ်လီလိုမိုးလေးဖြစ်မယ်ထင်တယ်နော်အော်သူတခြားနဲ့တိုးရမယ်တော့တိုးရမယ်တော့သိရဲ့โอเคဟုတ်ပြီကောင်းလားဘာကြီးလဲတွဲလဲယူသူကြည်နေတော့ခုနတကြားနဲ့တို့ပွားကြီးဆိုတော့နှမ်းတောင်းလေးနဲ့တို့ကြည့်ပါဦးနှမ်းတောင်းနေတော့သူတကာမှမတို့ဘူးဒီခုမှစားတို့ပါလာလို့လားပါလာတယ်ကဲလို့နှမ်းတောင်းနဲ့တကြားနဲ့ပဲဘောကောင်းလား ငါကဲ ခလေးဆိုတော့တကြားပဲကြိုက်တယ်သူကအရင်တစ်ခါကစတော်ဘယ်ရီသီးကိုတို့စားတာတော့မှတကြားနဲ့ပဲကြိုက်တာသူကမလည်းမြည်ကြည့်မယ်ဒါစိုင်ကြော်လေးအတိုင်းပဲနော်တလုံးချင်းစီပဲပန်းပန်းရဲ့မမကြော်ပေးရပါမမကကြော်ပြီးဆိုရင်အဲ့ဒါကြီးတယ်တခုချင်းစီမဖြစ်တော့ဘူးကြာအကောင်လုံးကလေနံပြားကြီးတိုင်းပဲပြပြကြီးပဲဖြစ် Oh ဟိုထဲ no! မှာအကောင်လုံးကတ်ရဲပဲဒီလိုလေးကတော်တော်စိတ်ရှိလက်ရှိနေကြော်မရတာမမဝိုင်းတို့မော်ကျုံရောက်နေရောကြော်ကျွေးရအောင်လုံးလုံးကြိုက်လားကြိုက်တယ်မမလည်းကြိုက်တယ်ငါတို့ညောင်လုံးကတော့တရားနဲ့ပဲကြိုက်တယ်အဲလုံးလေးတော့ခေါ်ပုတ်ဆိုရင်ဘာနဲ့တူစားရကြိုက်တယ်ကြော်ကောင်းတယ်